ကိုနိုင်ကြီးဒုကိုမြိုင်ကြီးအော်ဒုကိုနိုင်ကြီးဒုကိုမြိုင်ကြီးအားကြီးတဲ့သူကိုခေါ်ပျော်ပျော်ပါပါအရာသွားကြမယ်နော်ဘယ်နေရာသွားစိတ်ကိုဖြူအောင်ချအမေရဲ့ဆောင်းကြည့်နေလာလာရတာဘုရားဖျားလို့မေရဲ့ပြောပြကနေသစ္စာကြီးကဆိုရမလားဒီမြေမှာဖနေစီကတော့ဒုကိုနိုင်ကြီးဒုကိုမြိုင်ကြီးအိုးဒုကိုနိုင်ကြီးအားကြီးတဲ့သူကိုခေါ်ပျော်ပျော်ပါပါအရာသွားကြမ